အားလုံးပဲဒီနေ့တော့ကျွန်တော်တို့ပြည်သူ့ရင်မြေပေါ့နော်ကျွန်တော်တို့ပတ်စံ2000နဲ့ရောက်အောင်သွားမှာဖြစ်ပါတယ်မြန်မာငွေကျပ်2000နဲ့ရောက်အောင်သွားမှာပါတကြံတက်နေပါကျွန်တော်တို့ပြီးခဲ့တဲ့ကျွန်တော်တို့တကြံအကြအနေနဲ့အကျက်နေရပေါ့နော်ကားကကြီးပဲဒီနေ့ကို3သိန်းလောက်ကုန်တဲ့အတွက်ကျွန်တော်တို့ပတ်စံ2000နဲ့ရောက်အောင်သွားမှာပါโอเคအခုဆိုရင်လိုင်းကားတိုးစီးနေတာပေါ့နော်ကျွန်တော်တို့လိုင်းကားပေါ်မှာပါလိုင်းကားအသွားတော့တော်တော်လေးခြောင်ပါတယ်နော်ဒါတော့ကျွန်တော်တို့ပြီးလို့ရင်ကျွန်တော်တို့စပြီးရောက်ပြီပေါ့နော်ရောက်ပြီဆိုတော့ကျွန်တော်တို့ရောက်တဲ့အချိန်ကနေကင်းမှန်းဖြစ်တဲ့ခါကျတော့လူတွေတော်တော်များပြန်ကုန်ကြပါပြီလို့ဒါကတော့ရေကူးနေကြတာပေါ့နော်ရေပန်းဥယျာဉ်မှာရေပန်းနေရာမှာရေဝင်ကူးနေကြတာပေါ့နော်ရေကူးကန်လည်းမဟုတ်ဘဲနဲ့ရေကူးနေကြတဲ့လူတွေပေါ့နော်ထူးဆန်းတယ်ဗျအမြင်ကွင်းလေးကတော့တော်လေးထူးဆန်းတယ်ကျွန်တော်တို့3နာရီမှရေလွတ်ပြင်မှာဆိုတော့3နာရီမထုံးမချင်းမတရက်ဆောင်နေတဲ့အနေထားပေါ့ဗျာနေရလေပူရေရလည်းမလားတချင်းရလည်းမဖွင့်နဲ့6ဒီဖြစ်ကုန်တာပေါ့ဗျာနေပူပြီးတော့လူလေးနည်းနည်းလေးခြောင်ပါတယ်အဲ့အချိန်မှာတော့ဒါတော့ဘာညာပေါ့ဒါတော့ကျွန်တော်တို့စပြီပေါ့နော်ချင်းနေဖွင့်ပြီးကဲနေကြပြီပေါ့ဖြုတ်နေကြပြီပေါ့နော်ရှင်းမလို့တအားချက်ပါတယ်လူတွေပိတ်ပိတ်နေအောင်ချက်ပါတယ်ဒါတော့ဖြုတ်နေကြတာလေးတွေပေါ့နော်ကျွန်တော်တို့ဟုတ်ကဲ့အဲဆိုတော့6နိုင်ထုတ်လို့ဝဲသိန်းလို့ကျွန်တော်တို့ပြန်ပြီပေါ့နော်ပြန်ပြီဆိုတော့အထက်မှာပေါ့ကားစီးမဲ့နေရာမှာလူတွေကတော့မြင်းတဲ့တိုင်းမှာချက်ပိတ်နေတာပေါ့နော်ကားလည်းရှားလို့မရဘူးပေါ့ဒါနဲ့ကျွန်တော်တို့လည်းဝေါကရိုက်မယ်ဆိုကျွန်တော်တို့ဝေါကရိုက်ပါတယ်လမ်းလျှောက်ပါတယ်ကျွန်တော်တို့ဂုံးတရားပေါ်တက်ပြီးလျှောက်ပါတယ်ပေါ့နော်ဂုံးရုံတရားပေါ်ကနေလမ်းတက်လျှောက်တော့ပေါ့ဒီမိုင်းလည်းလျှောက်နေရတာပဲအောက်ဒီမှာဘော်တွေမှာပေါ့နော်ကျွန်တော်တို့ရှေ့အခွက်တစ်ဖက်ဆိုလှမ်းသားရအောင်ပြန်ရမှာဒါတော့ကျွန်တော်တွိုင်းလိုင်းတစ်ဖက်ပါတော့နေရွာခဲ့တာပေါ့ဒါတော့ကျွန်တော်အိမ်ပြန်ရောက်ပါပြီကျွန်တော်ပစံ2000နဲ့ပလန်ချပြီးသွားတာကျွန်တော်စားတော့တာနဲ့ဆိုတော့ကျွန်တော်တို့2000လောက်ကုန်ပါတယ်ဒီနေ့ကတော့အရန်ပျော်စရာကောင်းခဲ့ပါတယ်ကျန်တက်နေကိုလည်းဖြစ်တမ်းပြီးသွားပြီပေါ့နော်နောက်နေ့မှပြန်ဆောင်ကြမယ်အားလုံးပဲပတ်စံ2000နဲ့လည်းရီမျိုးရောက်တယ်ဆိုတဲ့အကြောင်းကျွန်တော်လာပြောပြတာပါပထမရက်ကကုန်ခဲ့တဲ့ကားတွေကိုတော့အရန်မဲသဘောမိပါတယ်အားလုံးပဲလာမယ့်နေ့တစ်ချမ်းမှာတူတူပြန်လဲဆုံတွေ့ကြမယ်နော်ဒီနေ့ကတော့ဒီလောက်ပါပဲအပြင်မှာတွေ့ရင်တော့မခေါ်ကြပါနဲ့တစ်ချမ်းတော့ကကျွန်တော် body hack ခံရလို့ပါ body သူများဝင်ပူးပြီးတော့ကျွန်တော်လည်းတောင်းကြလိုက်တာပေါ့နော်ဒါတော့ကျွန်တော်ဘာညာဆက်ပြီးလေးဆွဲခဲ့တာပေါ့โอเคကျေးဇူးတင်ပါတယ်